တူတမူထူးတဲ့ပြောင်းမှုရေခဲကြောင်းလေးပြုလုပ်ခြင်းပါတလားရှင့်တမယားနဲ့မတူတမူထူးတဲ့ပြောင်းမှုရေခဲကြောင်းလေးဆိုလို့ရှိရင်မဝေကအဲ့ဒီလိုဆီလီကွန်မိုလေးတွေနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်အဲ့ဒီလိုပြုလုပ်နည်းလေးကိုသိကျင်ပါသလားရှင့်ဒီပြုလုပ်နည်းလေးကိုသိကျင်နေဆိုရင်သိကျင်ပါတယ်လို့ချက်တော်မိတ်ဆွေများ comment မှာရေးခဲ့ပါနောက်နေ့ကျရင်မဝေကအဲ့ဒီပြောင်းမှုရေခဲကြောင်းလေးပြုလုပ်နည်းလေးကိုတင်ပေးသွားမှာဖြစ်တဲ့အကြောင်းချက်တော်မိတ်ဆွေတို့ကိုသတင်းကောင်းလေးပါလိုက်ပါတယ်ရှင်ချက်တော်မိတ်ဆွေများရှင်ရေခဲကြောင်းဒုတ်ထိုးဆိုတာကရေခဲဆက်ကြီးအကြီးရှိမှပြုလုပ်လို့ရတာမဟုတ်ပါဘူးအခုလိုရေခဲတစ်တာရှိတာလေးနဲ့တင်ဒီလိုရေခဲကြောင်းလေးတွေပြုလုပ်လို့ရပါတယ်အဲ့ဒီရေခဲကြောင်းလေးတွေဆိုလို့ရှိရင်ဒါဒီလိုမျိုးဆီလီကွန်မိုလေးတွေကိုထည့်ပြီးတော့ဒီလိုမျိုးဒုတ်ကလေးတွေထုတ်ပြီးတော့ဒါပလတ်စတစ်လေးနဲ့ထုတ်ထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူကကြာရှည်ဒါခံပါတယ်အဲ့တော့ဒီရေခဲကြောင်းပါဆိုလို့ရှိရင်ဟဲ့ဒီလိုလေးထုတ်ပြီးတော့ဒါပလတ်စတစ်ထဲကိုဒါထည့်ရတာဖြစ်ပါတယ်เนาะဒီဆီလီကွန်မိုလေးတွေကဆိုလို့ရှိရင်လည်းဒါမဝေလို့ရှိမှာဒါနောက်ရက်ဆိုရင်ဒါမှားထားတယ်ပေါ့เนาะဒါရောင်းပေးလို့ရပါတယ်ချစ်တော်မိတ်ဆွေများလိုအပ်ပါက2 5ဒီကို9 6 2 4 2 2 4 8 9 3 9ကိုဆက်သက်ပြီးတော့ဆီလီကွန်မိုလေးတွေအော်ဒါတင်ထားလို့ရပါတယ်ဟဲ့ဒီရေခဲကြောင်းပြောင်းမှုရေခဲကြောင်းပြုလုပ်နည်းကိုလည်းနောက်နေ့ဗီဒီယိုတွေမှာတင်ပေးသွားမယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပါလိုက်ပါတယ်ရှင်တမန်နဲ့မတူတမူထူးပြီးတော့အမတန်ရောင်းကောင်းတဲ့ရေခဲကြောင်းဖြစ်ပါတယ်အခုအနေမှာဟဲ့ဒီရေခဲကြောင်းဟာဆိုလို့ရှိရင်ကျောင်းသားတွေကရေခဲကြောင်းပုံချလိုက်တာနဲ့အတင်းဝိုင်းလူရောက်တာနဲ့ကုန်းအဲ့ဒီလိုဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေများကိုအကြံကောင်းလေးသတင်းကောင်းလေးပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေလုပ်ငန်းကံနဲ့အစဉ်ပြေချုံးမိကြပါစေရှင်